ญาณตาจิตโยโอตุมียาตบีโรมาอิตังปุญญาจักขุเอาติยาโตรณโกตุมบานิสิปาโตศีลาปุถุติเจนิดูตายาโตฐานะปุถุติเมตตาภละญาณตาเมญญาปุญญาอิเตโยจิตุตโตเจ้าอทอปังนิโอตุชิปาติราอาปมาตินามิมาเรโยโกมาพาโรตติตุยามุนิปามาริตาปีลาปมาริเกญญาตุนเตคาโลญุปะสังเทสัตติญาภะอิโดเตโยတရားရှင်လက်ထက်တော်မှာတဏှိရောခါမှာတို့ပါရဏတိပြည်မှာရှိတဲ့ပုံနာတွေလောင်းကြီးကစားကြီးဆိုလို့ဒီကတော့ကျွေးအောင်ပေါ်တယ်ကျွေးအောင်ကစားကြကျွေးအောင်ကစားတော့အဲ့ဒီကျွေးအောင်ကစားပွဲမှာတချို့ပုံနာတွေကြတော့လဲထောင်နဲ့ပေါင်းနဲ့တိတ်နဲ့ချီပြီးရှုံးတချို့ပုံနာတွေကြတော့လဲနားလိုက်တာထောင်ချီတောင်းချီသိန်းချီဆိုပဲအဲ့ဒီလောင်းကစားပွဲမှာတွားတဲ့ပုံနာတွေကပုံနာတူကတနည်းရောဘုရားရှင်စီရောက်တော့ဘုရားရှင်စီကိုမေးအရှင်ဘုရားဗာရာဏသီပြည်မှာရှိတဲ့ပုံနာတွေဟာသူတို့ချင်းချင်းကျွေးအောင်ကစားမှုလောင်းကြီးစားကြီးကစားကြတယ်အဲဒီလောင်းကြီးစားကြီးကစားတဲ့နေရာမှာတချို့လေးရှုံးနေဗျာတချို့လေးပဲနိုင်နေဗျာအဲဒီရှုံးနေနိုင်တဲ့မှာဘသူဒီရှုံး၍ဘသူဒီနိုင်မှာလေမေးဖို့ကြတော့အဲ့လိုမေးလာတယ်အဲ့တော့ဘုရားရှင်ကတော့အတ္တဟဝေစိတံပေယောဇာပါယဣဒရာပသာအတ္တတံတတ္တပောတတနေသံမယတပါရိနောနေဝတိဝနာအတ္တပောနာပြမနောနာပြမုနာနာမာရောတဟပြမုနာစိတံအပါတိတံနာဖကယေရာတတရူပတာသံတုနောဓာတုပါဠိလိုပြောတာပေါ့လေဗမာလူကတော့ဖြင့်ဝါအဲ့ဒီရှုံးနေနိုင်တယ်ဆိုတော့အကြောင်းတရားထဲမှာအဲ့ဒီပုံနာတွေအားလုံးထဲမှာကိုနိုင်သူကအဲ့ဒါနိုင်တဲ့ပုဂ္ဂိုလ်လို့ပြောလိုက်ပါကိုမနိုင်မဲ့နဲ့သူတော်ဘာပေါ်ကိုအနိုင်ယူတဲ့ပုဂ္ဂိုလ်တော့ရှုံးတယ်လို့ပြောလိုက်ပါတရားကြဒီလိုဖြစ်နေဟင်နောင်ကြီးပါးကြီးနဲ့ဆိုင်လို့တင်ပါနဲ့ပြောတော့တူမီလိုလည်းမရတော့ဟုတ်ကလားဟင်ကိုနိုင်တဲ့ပုဂ္ဂိုလ်ကအဲ့ဒါနိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒါသူတော်ဘာကိုတော့နိုင်တဲ့ပုဂ္ဂိုလ်ကအဲ့ဒါရှုံးနေလို့ဆိုတော့ဒါပြောရမှာမဟုတ်လားအတ္တဝိတိတံပိယောကိုနိုင်ခြင်းဒီအဲ့ဒါတကယ်အနိုင်ပြီလို့ဆိုတော့ဘာလို့ကိုနိုင်တဲ့ပုဂ္ဂိုလ်ရဲ့မိမိမှာရှိနေတဲ့တချို့လဲမာနခိုင်းလို့လောရမှာပေါ့တချို့လဲဒေါသခိုင်းလို့လောရမှာပေါ့တချို့တနေရာတကိစ္စတွေကြတော့လေရာဂခိုင်းလို့လောရတာလည်းရှိမှာပေါ့မောဟခိုင်းလို့လောရတာလည်းရှိမှာပေါ့အဲ့လိုလောရတဲ့အားတွေကိုအဲ့ဒီတစ်ဖက်ကိုတွားပြီးအနိုင်မယူဘဲနဲ့ကိုယ်တည်းကိုဝင်ပြီး
နှိမ့်သက်တာဖြတ်နေတဲ့မိမိစိတ်ကိုလူစိတ်ကလေးကိုပြေအောင်တတ်နေတဲ့ရာဂဒေါသမောဟမာနအဲ့ဒါတွေကိုပြန်ပြီးတတ်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒါပုဂ္ဂိုလ်ကိုနိုင်တာပဲဟုတ်ကလားဗျအဲ့လိုနိုင်တဲ့ပုဂ္ဂိုလ်ရဲ့နိုင်မှုကြတော့တဲ့နေဝဒီဝနာခန္ဓာဟောနာမာရောတဟပြမုနာကိတံပါတိတံနာသကိရာအဲ့လိုကိုကိလေသာကိုနိုင်အောင်တတ်နိုင်တဲ့ပုဂ္ဂိုလ်ရဲ့အောင်နိုင်မှုကိုပေးနာမလေးရှုပ်အောင်ပြန်မလုပ်နိုင်ဘူးကွာဘယ်ပြန်မှာလည်းရှုပ်အောင်ပြန်မလုပ်နိုင်ဘူးကွာဘယ်မှာနာမင်းတို့ဘယ်ပြန်မင်းတို့တို့ရတယ်လေအဲ့ဒီသူ့ရဲ့ကိလေသာစိတ်ကိုနိုင်နေတဲ့ပုဂ္ဂိုလ်သူ့အတွင်းဉာဏ်ကိုနိုင်နေတဲ့ပုဂ္ဂိုလ်ကိုရှုပ်အောင်ပြန်ပြီးမလုပ်နိုင်ဘူးတဲ့ဘုရားကတန်းအကြောင်းပြတာဟုတ်ကလားဗျာအဲ့တော့တို့လောကမှာလည်းစီဝါရေးမျက်နှာစာလည်းရှိမှာပါပဲလူမျိုးရေးမျက်နှာစာလည်းရှိမှာပါပဲဒီလိုပဲလူမျိုးရေးပါတာရေးမျက်နှာစာတွေမှာလည်းရှိကြမှာပါပဲအဲ့လိုရင်ဆိုင်နေရတဲ့အချိန်မှာသူတစ်ပါးနိုင်ဖို့ရတဲ့ကိုနိုင်ဖို့ရတယ်အရေးကြီးဆုံးဟုတ်ကလားဗျာဟင်ကိုနိုင်ရင်တော့ဒါတကယ်အောင်နိုင်သူပြောရမှာတယ်ဟင်ရှုံးကျွေးရလို့ပြန်ပြီးတော့ပြီးဖို့လိုသေးလို့လားဟင်ရှုံးကျွေးပြန်ပြီးဖို့လိုတော့ဘူးလေကိုတည်းရှိတဲ့ကိလေသာနိုင်တာသူတစ်ပါးနိုင်နေတာကြတော့ဘယ်နဲ့တော့ရရှုံးကျွေးပြန်ပြီးရမှာပြအဲ့ဒါကြတော့ဘယ်နဲ့တော့သူတစ်ပါးနိုင်ယူလိုက်ရင်တနည်းနည်းတစ်ချိန်ချင်းသူကြီးနာနာကြီးနဲ့ခါမှမဟုတ်ဖိနေအဲ့ဒီမကျင်းနာစိတ်ကရှိဖို့မှာဟုတ်ဗျာမကျင်းနာစိတ်ရှိရင်တနည်းနည်းကလေးသားချေမှုဆိုတော့မလာနိုင်ဘူးလားအာဂတဆိုလည်းရှိဖို့မှာပဲအဲ့တော့သူတို့ဘာပေါ်ကိုအနေယူလိုက်တဲ့ပုဂ္ဂိုလ်ဟာတစ်ဖက်မှာရှိတဲ့နေရာလေတစ်ဖက်မှာလူရသူ့အတွင်းမှာကယာကဒေါသမောဟဗျာအခုတင်တယ်အဲ့တော့လူရဲ့လူစိတ်ပေါ်ကိုယာကဒေါသမောဟကစီးနှင်းပြီးတော့အဲ့ဒီလူတို့ဘာတော့တို့မြင်းနဲ့စီးချင်းထိုးလာဆင်းနဲ့စီးချင်းထိုးရှိကထိုးသလိုယာကဒေါသမောဟတွေကလူပေါ်ကပြီးပြီးတော့လူချင်းကလာတိုက်တာမဟုတ်လားတို့ဘက်ကတော့တို့ကတိုက်တာလားတို့ကိုစီးပြီးတော့ယာကဒေါသမောဟကတစ်ဖက်ကိုတိုက်တာလားဟုတ်ကလားတခါတိုင်းတို့တစ်ဖက်ရှိတဲ့ဒီဘက်လူဆိုတာတစ်ဖက်လုံးကတော့တို့ဘာတွေပေါ့သူတို့ရဲ့စီးရဖြစ်တဲ့ဆင်းနေမြင့်နေခြင်းတွေမှာပေါ့ဟုတ်ကလားအဲ့တော့တို့ဘက်ကဟာကသူခိုင်းလို့တို့ကလုပ်လိုက်လို့ကိုတစ်ဖက်ကလူပေးမယ်ဆိုတော့တို့ကိုတိုက်တာအဲ့ဒီလူကတိုက်တာလားတရားခံမီလူလားဒီလိုတစ်ဖက်လူကိုတော့ပြီးတက်လိုက်လို့ရှိရင်ရန်သူပေးမလားတကားကြီးဘာဖြစ်လို့ဗျာရန်သူကမပေးဘူးရန်သူကဒီငင်းကြပါရင်တခြားမျိုးကြောင်စိန်တော့မှာပဲတင်တယ်ဒီစင်စီချင်းတို့ဒီစင်ကြပါရင်တခြားစင်မဲ့သူပြီးမှာပဲရှိတာပဲအဲ့ဒါရန်သူမှပြီးအောင်မတတ်နိုင်ပဲနေအဲ့ဒီတို့ကိုလာပြီးတော့ရန်စားတာကတစ်ဖက်ကယာကဒေါသမောဟကတို့ပေါ်မှာရှိတဲ့ယာကဒေါသမောဟကိုရန်စားတာဗျာတို့ချင်းချင်းပြီးချင်းထိုးကြတာမဟုတ်လားအဲ့ဒါတို့ကဝင်ပြီးတော့ခုနပြောလို့တစ်ဖက်လူကိုသွားပြီးတော့တပ်ပေးလိုက်လို့ရှိရင်ဟုတ်ကလားတို့ကဆင်သွားရတို့ဆင်ဆိုရင်တို့ကဆင်ဖြစ်ခဲ့ရင်တစ်ဖက်လူကိုဆင်ချင်းတခါတော့သွားထိုးလို့တို့ကထိုးလိုက်လို့တစ်ဖက်ဆင်ပေးသွားပြီဆိုတော့ရန်လူသေးတာမှမဟုတ်တာဗျာသူပြီးတဲ့ဆင်ပေးတာပဲဒီလိုဆိုရင်ရန်သူကနိုင်တဲ့နေရာကတော့မဆောင်နိုင်ဘူးလားစောင့်နိုင်တယ်ဗျအဲ့တော့တနည်းနည်းတစ်ချိန်ကိုသူရဲ့တောင်းရမယ်တို့ပါတော့သူတောင်းမဲ့ကျွေးသူနိုင်ကိုစောင့်နေတဲ့ကလေးကြရင်သူကတို့ကိုပြန်ပြီးလက်စားချေမှာအကျွေးပြန်ပေးရအောင်မှာဒီလိုဆိုရင်တစ်ဖက်ကိုသွားပြီးတော့အနိုင်ယူလိုက်တာတကယ်နိုင်တာလားရှုံးသွားတာလားဒါကတော့
တစ်ဖက်ကြောင့်ပြောတာလေဒုဘကပြောရင်လေတစ်ဖက်ကယာကရံစားတာကိုဒုဘကယာကမခံနိုင်တာတခါကြီးတစ်ဖက်ကမာနကရံစားတာကိုဒုဘကမာနကမခံနိုင်တာဗျဟင်တစ်ဖက်ကဒေါသကရံစားတာကိုဒုဘကဒေါသကမခံနိုင်တာဗျလူကမဟုတ်ဘူးဗျဟင်လူကတော့လူပဲလေဟင်လူပေါ်သိနေတဲ့ယာကဒေါသမောဟဒုဘကမခံနိုင်တာဗျအဲ့တော့မခံနိုင်တော့သူကမခံနိုင်တာကိုတို့ကသူခိုင်းတဲ့တိုင်သွားလုပ်တယ်ဆိုတော့သူခိုင်းငံဖြစ်မသွားဘူးလားဟင်အဲ့တော့သူ့ကြုံဆိုတွေကတို့သူ့တခင်မမဟုတ်တာတို့ရုံးနေပြီယာကခိုင်းတို့ယာကခိုင်းနေတို့လုပ်နေရပြီတို့ဒေါသခိုင်းနေတို့လုပ်နေရပြီတို့မောဟခိုင်းနေတို့လုပ်နေရပြီဟုတ်ကလားဗျတို့မာနခိုင်းနေတို့လုပ်နေရပြီဗျဟင်ဒီလိုဆိုတို့မှာရှိနေတဲ့ယာကဒေါသအပေါ်ကိုတို့ကနိုင်တဲ့ဘက်ကနေမလားတို့ရှုံးတဲ့ဘက်ကနေရသလားဗျာ။ဟောဗျာသူ့ဘက်နဲ့တခါသွားပြီးတော့နောက်အကျွေးနဲ့တခါပေးပြီးရှုံးအောင်မယ်။ကိုယ်လည်းခုလုံးလုံးတဲ့ဟုတ်ကလားဗျာ။ပြန်မာတော့ကြာရတာ။ဟင်တို့เจ้าမှနေမှာပါဗျာ။ရွာထဲတော့ဟုတ်မှန်တယ်မဟုတ်ဘူး။ဟင်တို့ရွာထဲတော့ဟုတ်မှမတင်ပါရွာထဲတော့နိုင်ညမှာပါတို့ဟာတွေဟင်ဘယ်လိုပုံမှန်လုံးကြရတာဟင်တို့အဲ့ဒီတိုင်းပဲတို့ဘက်ကရှုံးနေကြီးတယ်ပဲအနိုင်မရှိဘူးအဲ့တော့ຢာကခိုင်းနေလို့ရင်ကြာတော့တို့လက်ရင်သွားမှာပေါ့ဟင်တို့တာခိုင်းနေလို့ကတော့တို့တကားလက်ရင်သွားမှာပေါ့မောဟခိုင်းနေကိလေသာခိုင်းနေလို့ကတော့တို့လက်ရင်နေပြီပေါ့ဟင်အဲ့တော့သူခိုင်းနေမြတ်သူမခိုင်းရသေးဘူးသူကတကြွားဖြစ်နေဘယ်လိုမြတ်ဟင်အဲ့တော့သူကြုံကောင်းကောင်းကြီးဖြစ်နေပြီဟုတ်ကလားဗျာအဲ့တော့တို့ကိုရံလုံနေတာတစ်ဖက်ကလူလည်းမဟုတ်ပါဘူးတစ်ဖက်ကຢာကဒေါသမောဟလည်းမဟုတ်ပါဘူးတို့ရံလုံတာတို့တည်းရှိတဲ့ကိလေသာဟုတ်ကလားဟင်အဲ့တော့တို့လည်းရှိတဲ့ကိလေသာကတို့ကိုရံလုံတဲ့ຢာကခိုင်းလို့ဒေါသခိုင်းလို့တတ်မှုတစ်ခုပေါ်လာမယ်ဆိုပါတော့ဟုတ်ကလားဗျာဟင်ဒီတတ်မှုကြောင့်ဖြစ်မဲ့ဘဝကိုသွားခံစားမယ်ခါလာကြတော့တို့ပဲသွားပြီးတော့ခံရမှာຢာကဝန်ခံမှာမဟုတ်ဘူးဟင်ဒေါသကဝန်ခံမှာမလားအဲ့ຢာကလည်းခံမှာမဟုတ်ရဒေါသလည်းခံမှာမဟုတ်သွားပြီးခံရကြည့်တော့တို့ကိုသွားခံရမှာဟုတ်ကလားဗျာဟင်မခံရင်တော့သူပြခံရမှာကဘူးဗျဟုတ်ကလားဟင်ຢာကခိုင်းလို့တို့ကသူ့ပြည်စည်းကိုအနိုင်တဲ့ကလူယူခဲ့လို့ရလာခဲ့ရင်လေရလာတဲ့ပြည်စည်းတို့ဘယ်ဘက်ကຢာကခိုင်းလို့ကြိုးစားတဲ့ပုဂ္ဂိုလ်ကညာဘက်ကလည်းຢာကခိုင်းလို့တုံးပြရမှာဗျတို့တုံးရတာရှိလို့လားဘယ်ဘက်ကຢာကဝင်အောင်ဖြာခိုင်းမှာလေဝင်လာတော့ညာဘက်ကနေတခါຢာကပဲငွေတုံးခိုင်းမှာမဟုတ်ဘူးလားဟုတ်ပါမလားဗျဟုတ်ပါမလားမဟုတ်ပါဘူးဒီမှာတို့သုံးတာထင်တာဟင်တနေ့ကိုလူကငွေသုံးတာနဲ့ငွေကလူပြန်သုံးတာဘယ်ဟာကများမယ်တင်လို့လူကငွေသုံးတာဟုတ်ပါမလားတခါကြီးဟာဟင်ငွေကလူကိုပြန်သုံးတာလားလူကငွေကိုသုံးနေတာလားတနေ့ကဲမရဘူးမယ်ဗျာဟုတ်ပါဘူးဒီမှာရဲ့ဗျာဘယ်နဲ့တခါကြီးကျောင်းမြန်ဖြီတာတဲ့နဲ့ဦးတခါကြီးတော့ဟင်တို့နေတိုင်းတို့ဒီကိစ္စတွေဆောင်ရွက်နေတဲ့နေရာမှာငွေကလူသုံးသလားလူကငွေသုံးသလားဒီကောင်းလေးတွေကဟုတ်ပြီသူတို့တိုင်းတွေသိနေတာကလေးတော့နောက်တော့မယ်ဟုတ်ပြောမှာနိုင်လို့ဟင်ဒီနေရာမှာဒီပစ္စည်းတစ်ခုဒါဟိုတကယ်ကိုအသုံးလူလို့သုံးရတဲ့ဟာကတော့ဒါတော့လူကသုံးတယ်လို့ပဲပြောရမှာပေါ့တို့ပါတော့အဝေါ်စားပြီးအကျဲကြောက်ဖို့လုံဖို့ထင်တယ်အဲ့တော့အကျဲကြောက်လုံယုံဆောင်ရွက်တဲ့ကိစ္စတွေဒါလူကငွေသုံးတာလို့ပဲပြောရမှာပေါ့ဒီအစင်မဟုတ်ဘူးဟိုအစင်ဒီသားမဟုတ်ဘူးဟိုသားဒီပစ္စည်းမဟုတ်ဘူးဟိုပစ္စည်းဆိုရင်တော့
ငွေရလူတုံးနဲ့ပြန်ဖြစ်မှာဟင်ဟုတ်ကလားဗျညင်နိုင်လေဥမာမဲ့တစ်ထည်နဲ့လုံလောက်တာနဲ့နှစ်ထည်ဗျဟင်နှစ်ထည်နဲ့လုံလောက်ကတာနဲ့သုံးတယ်ဆိုရင်ဟောဗျဘယ်သူကသုံးတာတော့ဟုတ်ပါမလားဗျပြီးတော့တို့အိမ်နေရောဘာလို့ဖို့လို့ဗျလေတံမိုးတံဇာတိဥရုတံလေးကိုခံနိုင်ဖို့တင်တယ်ဟင်ဒီအိမ်မျိုးမို့ဟိုအိမ်မျိုးဟိုအိမ်မျိုးမို့ဟိုအိမ်မျိုးမှာဆိုရင်ဟောဗျခုနကတော့ပြောင်းညာရာဒီကောင်းနေမှာပါတယ်သူမေဟိုကောင်းနေမေဟင်လူအပ်တာတဲ့ပူချက်လာတာဒီမှန်များငွေရှိတယ်လို့ရလာတာဗျငွေရခိုင်းတော့တာပဲထင်တယ်လက်ထဲငွေရှိတော့ခိုင်းတယ်အဲ့ဒီလက်ထဲငွေရှိတော့ခိုင်းတဲ့နေရာလဲကိုချွေးနဲ့ရင်းနေတဲ့ငွေတဲ့လက်ထားရတဲ့ငွေကပူခိုင်းဟင်ဒီပေါက်တဲ့ငွေတွေတဲမကြောင်ဟုတ်ကဲ့ဘယ်လိုလဲဟင်ဒီပေါက်တဲ့ငွေကပိုးတော့ခိုင်းနေတယ်တဲ့ရောက်ကြတော့သူ့အိတ်ထဲမသွားရဘူးခုံဖမဲ့တကယ်ကြီးနေတယ်ဟင်တိတ်တာနဲ့ထဲခုံတိုးနာတယ်ဟင်ဘာလေးညာဝယ်လေးရရင်ဘာလေးညာလုပ်လေးရရင်ဘာလေးညာပဲ့နေနေဟိုအလကားရလေးမြန်ထွက်လေးဗျာဟင်အလကားရလေးသူကများဆော့လေးဗျာဟုတ်ကလားဗျာအဲ့တော့တို့တနေ့မှာလူကသုံးတဲ့ငွေကသုံးတဲ့လူပူများနေတယ်ဟင်ငွေတော့မှတဏှာရာဂဒေါသမောဟပါတယ်ဟုတ်ကလားဗျဟင်ငွေရသူကြည့်တယ်မဟုတ်သူတော့မှရာဂဒေါသမောဟပါတယ်ဆရာတော်ကလည်းသူနဲ့တွေ့ဖိတ်ချထားတာလေဟင်သုံးတော့လည်းသူပဲမဟုတ်ဘူးလားအဲ့တော့တို့တနေ့မှာဘယ်ဘက်ကနေပြီးတော့ရာဂဒေါသမောဟကငွေရှာခိုင်းရင်ရလာတဲ့ငွေမှညာဘက်ကသုံးခိုင်းနေတာများတယ်ဟင်အဲ့တို့ညာဘက်ကနေဝင်လာလို့ရှိရင်ရာဂဒေါသရဲ့ကျိုးသားမှုကြောင့်ဝင်လာရင်ဘယ်ဘက်ကနေတခါပြန်ပြီးတော့တို့သုံးခိုင်းတာပဲမဟုတ်ဘူးလားအဲ့တော့ဘယ်ဝင်ညာတွဲနဲ့ညာဝင်ပွဲတော့ကြည့်လိုက်ပဲဟုတ်ကလားဗျဟင်အဲ့လိုသုံးလို့ရလာတဲ့ဝတ္ထုအာယုကမကုန်ကြတော့ဒုက္ခံစားတာနဲ့ຢာကခံစားတာဘယ်ဟာကများတယ်အဲ့တော့ကတော့သူခိုင်းတာရှားပွေပြီးသူခိုင်းတဲ့အတိုင်းတို့ဆောင်ရွက်ပြီးပြီးတော့သူကပဲတို့ဟိုစီးပြီးတော့ခံစားသွားတာမဟုတ်ဘူးလားဝေဒနာတွေသူပဲပညာတွေမှာသားရတယ်သူ့မှာသားတိုင်းမှာသားသွားတာပဲသင်္ခါရတွေဟိုကျိုးသားပေးရမှုရတယ်သူ့လိုကြတယ်ကျိုးသားပေးရတာပဲဝိညာဉ်ရဲ့ဆုံးဖြတ်ချက်ကလည်းသူခိုင်းတဲ့အတိုင်းသူ့ဆွဲတိုင်းပဲသူဆုံးဖြတ်ပေးရတာပဲဟုတ်ကလားဗျအဲ့တော့တို့ကမောလာမယ်ဟုတ်ကလားချမ်းသာမှုစိတ်ကိုတို့ရနိုင်မှာမလားကိုမနိုင်မင်းနဲ့ကိုအွန်လိုင်းသူမမဟုတ်ဘဲနဲ့အွန်လိုင်းသူဖြစ်ရင်တော့ဘယင်ကိုပဲဘယင်သာရင်ချမ်းသာမှာဟုတ်ပဲအွန်လိုင်းသူမို့ရင်တို့ဟာကြုံမဲ့ဖြစ်မှာပေါ့ကြုံလို့မြည်ဒီမှာသူခိုင်းတာလောက်ရမှာပေါ့ဟုတ်ကလားဗျအဲ့တော့တို့နေရှိသေးကြတာခိုင်းတာလုံးနေရမယ်ဒေါသခိုင်းတာလုံးနေရမယ်မောဟခိုင်းတာလုံးနေရမယ်ဟုတ်ကလားဗျအဲ့တော့ຢာခိုင်းတာလို့ရင်ရောတို့ຢာကရဲ့ဆိုရတို့မဝင်နိုင်ဘူးလားဒေါသခိုင်းတာလို့ရင်ရောဒေါသရဲ့ဆိုရမဝင်နိုင်ဘူးလားတို့မောဟခိုင်းတာလို့ရင်ရောမောဟဆိုရမဝင်နိုင်ဘူးလားဗျအဲ့ဝင်လို့ရှိရင်သူ့ဆွဲတိုင်းတို့တခါဟိုဥပါဒာကြောင့်ဘဝထားရအောင်မှာမဟုတ်ဘူးလားအဲ့တော့ဥပါဒာကြောင့်ဘဝရမယ်ဆိုနောက်တစ်ခါကြာရင်သူ့ဒီကိရိတာရဲ့တို့လည်းဟုတ်တယ်သူခိုင်းတာလို့ဖို့တခါကြုံမပြန်ဖြစ်မှာတယ်တခင်ပြန်ဖြစ်ပါအောင်မလားတက္ကတို့သူခိုင်းတဲ့အတိုင်းတစ်ဖက်ကဂျင်းနာပြီးဖြစ်စေမဂျင်းနာပြီးဖြစ်စေတစ်ဖက်မှာကောင်းစားပြီးဖြစ်စေချမ်းသာပြီးဖြစ်စေငါကောင်းစားပြီးရောလို့လုပ်လာရင်တစ်ဖက်ကမဂျင်းတော့တို့မှတစ်ဖက်တခါပြန်ပြီးကြလေသားချခံအောင်ပါဗျအဲ့တော့တစ်ဖက်ရှုံးလားတစ်ဖက်ရှုံးလားဗျအဲ့နှစ်ဖက်ရှုံးဗျပြီးတော့တို့ပြစ္ဆုတ်ပါနေလားဗျသံဃာရဲ့လားဗျအဲ့နှစ်ဖက်ရှုံးများဒီမှာလေဟုတ်ဗျပြီးတော့အတွင်းရန်ရောပြင်ရန်ရောနှစ်ဖက်ရှုံးများပြစ္ဆုတ်ပါရောသံဃာရောဗျနှစ်ဖက်ရှုံးများအဲ့တော့တို့လူပြည်ရောက်လာတဲ့ကာလဒီလူပဲအရှုံးခံပြီးလုပ်နေမလားအများရအောင်လို့ဟုတ်ပါမလားကွာဘယ်လိုနည်းနဲ့များရမှာလို့ကလူဆုံးအောင်မင်းတို့ကဘယ်နဲ့တော့အများရအောင်လို့မလားအရှုံးပေါ်အောင်လို့မလားတို့ဒီ
ဒီတိုင်းနဲ့လုံသွားလို့ရှိရင်ကတော့တစ်ချိန်နေရှိသေးလားတို့အစွဲရည်နဲ့ရည်သွားမှာအချိန်ရှိသေးလည်းဒီအစွဲသိနဲ့နေရမှာဗျာဟုတ်ကလားအဲ့တော့အစွဲသိနဲ့နေတဲ့ပုဂ္ဂိုလ်ကသေတဲ့တို့အစွဲသိနဲ့တရားမှာဟုတ်ကလားဟင်တကယ်လို့ဒီဘဝမှာကိုရတဲ့ဒီစီကိုကိုကုံအောင်သုံးသွားမယ်ဆိုရင်လေတလားရတလားသုံးတနေ့ရတနေ့သုံးနဲ့နှစ်နဲ့လာတာကိုမယ်တို့ကတော့တတိပြီးတော့အိုသွားမှာအလုပ်ကတော့အိုမှာမဟုတ်ဟုတ်ကလားဗျတကယ်လို့ဒီဘဝမှာကိုယ်ကံကြိုးပြီးတာကောင်းရဲ့လို့ကံတော့ကိုညာတော့ဝရိယဒီသုံးခုကြောင့်ကျိုးစားတာတဲ့ပူရလို့ရှိရင်တော့ဖြင့်ကိုကဒီပီပီတွေသုံးမကုန်အောင်ဖြစ်ခဲ့ရင်လည်းဒီပီပီသူရသုံးကိုထားခဲ့ရမှာရကိုကတော့လက်ချီသွားရမှာရဟင်သူများတွေထားခဲ့ရမှာဗျတော်မဟုတ်ဘူးဗျရှိခင်းနဲ့ပြောရင်တော့တာတော်တော့ကမရှိလို့ရှိရင်တော့ဘယင်သိမ့်ပေါ်ဗျကျော်တော်ကမရှိရင်ဘယင်သိမ့်ပေါ်ဗျကျော်တော်ကသာသမီချင်းတော့အမွေဆက်လွှဲခဲ့သူကတော့လက်ကြီးရပြန်ညာဟုတ်ဗျလက်ကြီးတဲ့ပြန်လာတဲ့ကာလကျတော့လေသူအဆွဲရသွားရမယ်ဆိုရင်တော့အဆွဲတို့မြည်ဒီအထက်ကူတော့ဆွဲမအောင်ဗျအောက်ဆွဲချမှာအထက်ဆွဲတင်မလားအောက်ဆွဲချမှာဟုတ်ပါမလားကွာမေအင်ကြမှာများပြောသားမှာကွာငါတင်ပေါ်သားမှာနဲ့အဆွဲဒီအောက်ကိုဆွဲချဤလို့အင်ကြပြောရပါမလားမင်းငါစီကြေတာမင်းအင်ကြပြောရဘူးလေမင်းဟာအင်ပြောရင်အင်ကြပြောအဆွဲဒီအောက်ကိုဆွဲဤကျုပ်ဆွဲရင်ကျုပ်ကဆွဲမီကွာမင်းတို့နိုင်မလားအင်ကြတာဆွဲရင်တာဆွဲချမီဟုတ်ကလားတမီဆွဲတော့တမီကဆွဲချမီဟုတ်ကွာမီဆွဲရင်မီကဆွဲချမီမင်းအင်ကြနိုင်မလားရလားငါပြောတာမင်းကြက်ပြီလားအဆွဲဒီအောက်ကိုဆွဲချမီနိုင်မလားအင်ကွာအင်ကြမှာဒီမို့နော်ကွာအဲ့တော့ဆွဲလို့မြည်ဒီအောက်ဆွဲမှာပဲအဲ့တော့တို့ကျိန်ဆွဲနေသိရင်ပြိတ္တာဘဝဗျပြိတ္တာကတော့မခေါ်ပြိတ္တာကတော့ခေါ်မှမဟုတ်တို့တဲ့ရှိတဲ့အဲ့ဒီကျိန်ဆွဲကပုံမဲ့ဟုတ်ကလားပြီးတော့တို့မကျိန်ဆွဲသည်ငရဲကိုသွားမှာဗျငရဲကတို့ခေါ်တာမရှိပါဘူးဗျတို့လည်းငရဲမသွားခြင်းကြပါဘူးဗျငရဲသွားခြင်းသူဒီလည်းမရှိပါဘူးဗျပြိတ္တာဖြစ်ခြင်းသူလည်းဒီမှာမရှိပါဘူးဗျအဲ့တော့ကျိန်ဆွဲတာပြိတ္တာဒါဆွဲတာမကြုံလို့တမိဆွဲတမိမကြုံလို့ဟုတ်ဗျလူတာဒီပြောရင်ငါဆွဲနဲ့လူတဲ့ပုဂ္ဂိုလ်ကတေရင်ကိုတော့ကိုကြံသွားပါလိမ့်မယ်ဗျကိုလောင်းတာမကြုံလို့ဖြစ်မယ်ဗျဝတ္ထုဆွဲလို့ရှိရင်ဘာလို့ဝတ္ထုဘောကိုခင်မင်မှုအာကြီးလို့ဝတ္ထုကိုဆွဲလို့ရှိရင်ဒီကုသိုလ်ကယူခဲ့တဲ့ဘဝကြအာယုန်နေဘောခင်မင်မှုအာကြီးနေတာပါတဗျလူတာလေးဒီပြင်လေဟုတ်ကလားပုဂ္ဂိုလ်ကိုဆွဲပြီးတော့လူတဲ့ပုဂ္ဂိုလ်ကဒီပုဂ္ဂိုလ်ကိုစေတနာကိုခင်မင်သိတဲ့လူတဲ့အတွက်ကိုဒီကုသိုလ်ကယူခဲ့တဲ့ဘဝကြရင်သူတော်ဘာတွေဘောခင်မင်မှုအာကြီးနေတာပါတဗျအဲ့လိုဆိုရင်လူတာတောင်းမဲ့သူထက်သွားပါမလားခင်မင်သိကြတာဘဝကြီးလည်းရောက်ပါလေဟုတ်ကလားကွကျောင်းတကားကြီးအမှလူမတက်ရင်ကျောင်းတကားကျုပ်ကိုကျောင်းကိုပြန်ဆောင်မင်းအလူမတက်ဖရားတကားဖရားကိုပြန်ဆောင်ခုနကပြောခင်မင်သိကပုံမှာမဟုတ်လားဟုတ်ကလားဗျအဲ့တို့ဒါကတော့ခံစားတဲ့နေရာမှာကြက်ဖဲဝက်ဖဲဆိုတဲ့ကြက်စိတ်ဝက်စိတ်နဲ့ခံစားတာလည်းရှိလိမ့်မယ်ဗျကြက်တွေဝက်တွေဆိုတဲ့အာဟာရမဖြစ်တော့လည်းပဲတို့မိသားစုဒီပြင်ဒါငါသားငါသမီးဆိုတဲ့တာမာတိစိတ်နဲ့တို့ပညာသိလို့ခေါ်မှာပေါ့လေဒီစိတ်နဲ့ဆွဲထားတဲ့မတိဆွဲတွေလည်းရှိပြီလိမ့်မယ်ဗျအဲ့ဒီဆွဲတာပြင်ရင်သေလို့ရှိရင်တို့တိတ်ခံသွားမှာတို့ထဲမှာတိတ်ခံဖြစ်ခြင်းတို့လည်းမရှိပါဘူးတိတ်ခံကလည်းတို့ခေါ်မှာမဟုတ်ပါဘူးဗျအဲ့ဒီမောဟဆွဲကပုံမှာပါဗျအောက်ပဲသွားမှတင်တယ်အထက်တရားပါမလားအဲ့တော့တို့မိသားစုနဲ့အိမ်ကိုဆွဲတဲ့ပုဂ္ဂိုလ်တိတ်ခံကတော့ဆင်မဖြစ်နိုင်ပါဘူးဗျအိမ်နဲ့ပတ်သက်တဲ့အိမ်တော်ဖြစ်မလားပေါ်ဖြစ်မလားအဲ့ဒိဋ္ဌံပြမကိုဖြစ်မလားဝတ်ဖြစ်မလားကိုမိသားစုနဲ့တသမိတ်ချင်းနီးတဲ့ဒိဋ္ဌံလာဖြစ်လိမ့်မယ်အဲ့တော့တို့နားမှာရှိတဲ့ဒိဋ္ဌံကောင်တွေတို့နဲ့ရွှေမျိုးကင်းခြင်းမှာကင်းမယ်ဟုတ်ဗျအဲ့တို့လိုဆိုရင်ကြီးတဲ့တော့မှာဗျအဲ့တော့တို့ဒီအောင်တောင်းလာဖြစ်တဲ့ငရဲဘုံဒိဋ္ဌံဘုံစိတ်တာဘုံတို့တကယ်ဘုံပေါ့ဟုတ်ကလားစိတ်တာနဲ့တို့တကယ်ကတော့အကောင်သေးကြီးပဲကွာတယ်လို့စာအားဆိုပါလေခုနကပြောတယ်
ဟိုမတိစိတ်ကြိုက်စိတ်မကြိုက်စိတ်ဒီသုံးခုကပုံမှာမဟုတ်ဘူးလားဟင်ဒီသုံးခုကပုံမှာအဲ့တော့လူဘဝရောက်တုံးလေးကိုဒါလေးကိုနိုင်အောင်တတ်သမှာဟုတ်ကလားနိုင်အောင်မတတ်နိုင်နေတော့သူခိုင်းတာမလို့ပဲနဲ့ကိုခိုင်းတာလို့အောင်ကြိုးစားသားမှာဟင်သူပဲနဲ့တော့ကိုလိုရတာတွေမှာဟိုတို့ကသူ့ကိုခိုင်းတာလားသူကတို့ကိုခိုင်းနေသလားဟုတ်ပါဒီနာနာကိုဘယ်သူလို့လာတာတော့ရင်မေးရမှာဒီနာနာကိုဘယ်သူလို့လာတာလဲရင်မေးရလိမ့်မယ်ထင်တယ်ဟုတ်ကဲ့လားတကယ်ကြီးဟုတ်ပါမလားဗျာဟုတ်တကယ်ရောကိုလို့ပါလာမလားတော့အောင်မေးတို့ဟုတ်ကဲ့လားဗျာဟင်တို့ကိုကြည့်ညိုတယ်ဆိုကြားကောင်းအောင်ပြောတာတဏှာပဲရှိပါသေးတယ်ဟင်တို့ပါတော့ဟိုတန်ဃာရဲ့အကျင့်ပုံကိုမြင်နိုင်တဲ့မိမိမှာဉာဏ်နဲ့လို့ရှိတဲ့အချိန်ကြရင်လားတရားဆိုတဲ့ကြည်ညိုသိပေါ်တာပါဒီပုဂ္ဂိုလ်ပေါ်ကတော့တို့အထင်ကြီးမှုနဲ့သိမှုဒီနှစ်ခုနဲ့သွားနေကြတာတဏှာပေါ်မှာပဲရှိတယ်တခါတဏှာပေါ်ကကြည်ညိုမှုဖြစ်နေပြီဘူးအဲ့တော့တန်ဃာမြင်ဖို့ဆိုတယ်တို့ကိုယ်တိုင်ကဉာဏ်မျက်စိရှိမှဒီတန်ဃာမြင်ရမှာပေါ့တန်ဃာမြင်နိုင်ကောင်းမှမရှိပဲနဲ့တန်ဃာဆိုတို့ခေါ်တာမှမဟုတ်ပဲနဲ့တို့လည်းရှိနေတဲ့ကျင့်ကိုခေါ်တာကြီးကျင့်နေတဲ့ဉာဏ်ခေါ်တာတယ်နဲ့ဟင်တို့ပါတော့ဟိုတို့ဒီခန္ဓာကိုယ်အတဘောကြီးကတော့မိဘတစ်ပါးကမွေးတာမဟုတ်ဘူးလားဟုတ်ကလားတို့ရွှေဘိုးတို့ဘာလို့နဲ့ပြောရင်တော့ဘာလို့မြုပ်နဲ့ဆရာဝန်ကြီးမရှိဘူးလားဆရာဝန်ကြီးကသူ့နာမည်ကဥဖြူဆိုတော့ဆရာဝန်ကြီးဥဖြူဒီလိုမရှိဘူးလားအဲ့ဒီမှာဆရာဝန်ကြီးနဲ့ဥဖြူလို့ပြဥဖြူဆိုတာမိဘတစ်ပါးကမွေးတာဆရာဝန်ကသူ့ပါရမီတင်ညာကမွေးထားတာသူ့သိပညာဉာဏ်ကမွေးထားတာမဟုတ်လားတိုင်းအဲ့ဒီဝန်ထမ်းမှာတော့နှစ်ဦးထင်တယ်ဟင်ဟုတ်ပါမလားဗျာဟင်ဆရာဝန်ဦးဖြူဟုတ်ကလားဦးဖြူကမိဘတစ်ပါးကမွေးတာလေဆရာဝန်ဆိုဒီမှာသူ့ရဲ့ပါရမီဉာဏ်ပညာကမွေးထားတာမဟုတ်ဘူးလားဟင်အဲ့တော့ကြည့်လိုက်လို့ရှိရင်ဆရာဝန်ကိုမြင်မလားဦးဖြူကိုမြင်မလားကဲဦးဖြူကဆရာဝန်ကိုခင်ဗျားတို့ကြည့်ကြတာမှာဘယ်လိုလုပ်ကြည့်လဲဦးဖြူတော့လူတိုင်းမြင်နိုင်တယ်ဆရာဝန်ကိုမြင်နိုင်မှာမလားဟင်ကိုယ်တိုင်သိပညာတတ်ကြွလို့ရှိရင်တော့ကိုယ်တိုင်အဲ့ဒီသိပညာဉာဏ်ရရင်တော့ဆရာဝန်ကိုကြည့်လို့ရပြီဟင်ဟုတ်ကဲ့ဗျာတို့ဒီမှာလည်းတန်ခါဆိုတာကျင့်နေတဲ့အကျင့်ကိုဒီလာရဲ့ဉာဏ်လေးကိုခေါ်တာဟင်တို့ဖရာလို့ပြောရဟိုဖရာချင်းရဲ့ဖရာဆိုတာဒီရှင်တော်ဘောရမဆိုတဲ့တိရတာမင်းသားကနေဖြစ်သွားတဲ့ခန္ဓာကိုယ်အာရဘောကိုဆိုလိုတာမဟုတ်ဘူးသူတို့ရှိတဲ့တစ္ဆာလေးပါးကိုသိထိုးထွင်းသိတဲ့ဉာဏ်ကိုပြောတာမဟုတ်လားအဲ့ဒီတစ္ဆာလေးပါးထိုးထွင်းသိတဲ့ဉာဏ်နဲ့အတူဖြစ်တဲ့အနာဝရဏဉာဏ်လို့ခေါ်တဲ့အရာရာကိုထွင်းပေါက်မြင်နေတဲ့ဉာဏ်တင်တယ်တမြုဒ္ဒဉာဏ်ဆိုတဲ့ရှိသမျှအားလုံးစုံကိုလောကသုံးပါအကုန်စိတ်ကိုသိနေတဲ့ဉာဏ်တင်တယ်ဟင်အဲ့ဒါဘုရားတယ်အဲ့ဒီဘုရားဒီခန္ဓာကိုယ်အရဝရမှာကိန်းနေတာမဟုတ်လားအဲ့တော့ဒီရှင်တော်ဘောရမဒီဘုရားနဲ့ကိန်းရလားဘုရားဒီရှင်တော်ဘောရမကိုတကယ်ဟုတ်လို့လားဟင်ကဲပြောရဘုရားအတင်တော်ဘောရမဟုတ်သလားကဲပြင်းနေတော့ဘူးပြီးတော့ဟင်ဒီရှင်တော်ဘောရမဆိုတဲ့ခန္ဓာကိုယ်အရဘောဟာဒီဘုရားရှင်ရဲ့ဒီဘုရားရှင်တို့ကိုလည်းတောင်းတဉာဏ်တော်ရဲ့ကိန်းဝေရအကြောင်းတော်မဟုတ်ဘူးလားနှစ်ဦးထင်တယ်ဟုတ်ကလားတို့ဝက်ကလေးနဲ့တွေ့တဲ့ကာလကျတော့ဝက်ကလေးကသူ့ဘောကိုပုဂ္ဂိုလ်ဆိုနဲ့မကြည်ညိုဘူးလားပုဂ္ဂိုလ်ဆိုရှင်တော်ဘောရမကိုသူကြည်ညိုနေတာပေါ့ဒီတောင်းတဉာဏ်ဆိုတဲ့ဉာဏ်တော်ကိုသူကြည်ညိုရလားမြင်ရလားသူမြင်နိုင်ဘူးဌာနနဲ့သူတို့နှစ်ဦးလုံးတူတူပဲပေါ့လားဌာနရောဝက်ကလေးရောလေအဲ့တော့ဒီဝက်ကလေးကိုဘုရားရှင်ကပြောတာသင်ဟာငါခိုင်းတဲ့တိုင်မလုံလို့ရှိရင်ငါနဲ့စကြဝဠာဝေးတယ်လို့ပြောတာပုဂ္ဂိုလ်ချင်းကတော့နေနေလေးပဲတခါလုံးနဲ့တို့တော့ပဲရှိတယ်လေဒီလိုတော့ဒီခန္ဓာကိုယ်အတော်ကိုငါဘုရားဘာလို့ခိုင်းတော့နေနေလေးပြောရမှာပေါ့လေဟင်ငါခိုင်းတဲ့တိုင်တင်မကျင့်လို့ရှိရင်ငါနဲ့စကြဝဠာဝေးတယ်တဲ့ဒီလိုတော့ဉာဏ်ချင်းပြောတာမဟုတ်ဘူးလားယုံချင်းပြောတာလားဉာဏ်ချင်းလားဒီလိုတော့ဒီခန္ဓာကိုယ်အတော်ကိုငါဘုရားဘာလို့ခိုင်းတော့နေနေလေးပြောရမှာပေါ့လေဟင်ငါခိုင်းတဲ့အတိုင်းတင်မကျင့်လို့ရှိရင်ငါနဲ့စကြဝဠာဝေးတယ်တဲ့ဒီလိုဆိုဉာဏ်ချင်းပြောတာမဟုတ်ဘူးလားယုံချင်းပြောတာလားဉာဏ်ချင်းလားဟုတ်ကလားဗျယုံချင်းဆိုရင်တော့လက်လကားရှိတာလေဒီယုတ်တော်ကသူဖျားပါလို့ဝန်ခံနေရင်ပြောတာပါဟင်ငါနဲ့စကြဝဠာဝေးတယ်ပြောဖို့မလိုအပ်ပါဘူးငါခိုင်းတဲ့အတိုင်းတင်မကျင့်လို့ရှိရင်သင်ဒီ
ငါနဲ့စက်ကြဝဠာဝေးတယ်တဲ့ဟုတ်ကလားတဲ့ငါခိုင်းတဲ့တိုင်တင်ကျင့်နေလို့ရှိရင်ငါနဲ့နီးနီးစက်ကြဝဠာဝေးတော့လေငါနဲ့နီးနီးလေးပဲငါနဲ့ဝေးပေါ့လေစက်ကြဝဠာချားနေတော့ဟင်အခုဒီမှာကဘာချားနေတော့တော့ဘယ်တော့ပဲချားနေလေငါနဲ့နီးနီးလေးဆိုညံညံချင်းကြတော့သွားမနေဘူးလားဟင်ကိုမဲသူကတော့မြန်မာအတန်နဲ့တို့ရီတွေကတို့ဟာနဲ့ဝတ္ထုကရိယာချင်းဆိုရင်တော့တော်တော်ဝေးမှာပေါ့ဟင်ရွှေဘုံနဲ့ရံကုန်တော့ဝေးမှာတင်တယ်တို့အတန်လိုင်းကြတော့ပဲနေမလို့ဟုတ်ကလားဗျဟင်အဲ့တော့ဒီအတန်လိုင်းကြီးနိစ္စမို့ဒီခုနကတမ္မုဒ္ဒညာနဲ့ကိုဘက်ကယဟန္တာနာဖြစ်ခဲ့ရင်သူ့မှာရှိတဲ့အာရဝခေယညာမဟုတ်ဘူးလားဘုရားရှင်ရဲ့ညာတော်တဲ့ခုနမြန်မာအတန်နဲ့ရည်ရည်တွေကရှိတဲ့ဒါလည်းညင်းလို့နေမှာပေါ့ဟင်ပုဂ္ဂိုလ်ချင်းကတော့မြန်မာအတန်နဲ့တို့ရွှေဘုရားရည်ရည်လို့နေမှာပေါ့ဟင်အဲ့တော့တို့ဘုရားတို့ဒီမှာခုနပြောတဲ့ဒီမြန်မာအတန်ဆိုဒီမှာသူတွေကလှုပ်လိုက်တဲ့ဓာတ်အားကိုပဲဆိုလို့ရမှာပေါ့ဘုရားဆိုဒီမှာလည်းသူလည်းကြည့်တယ်ခုနညာတော်ကိုဆိုလိုတာမဟုတ်ဘူးလားဟုတ်ကလားဗျအဲ့ညာတော်ဗျဟင်ဘုရားကလည်းယဟန္တာဆိုဒီမှာဒီပုဂ္ဂိုလ်ကိုပြောတာမဟုတ်ဗျထဲထဲရှိတဲ့ညာတော်ဗျတော့ငါခိုင်းတဲ့အတိုင်းလို့ရင်ငါနဲ့စက်ကြောဝဠာဝေးတော့လည်းပဲနီးနီးလေးလို့ဆိုလို့တယ်ဟင်ငါခိုင်းတဲ့အတိုင်းမလို့ရင်ငါနဲ့ဘယ်တော့ပဲကနေနေစက်ကြောဝဠာဝေးတယ်လို့ပြောတာဟင်ဒါဟိုပုဂ္ဂိုလ်နဲ့တန်ခါကိုခွဲမိတ်နာပဲမဟုတ်ဘူးလားဟင်ဟုတ်ကလားအဲ့တော့တို့ဒီကိုယ်ကူစီမှာတတိယမျက်လုံးလို့တို့လောကီကခေါ်နေတဲ့ဒီညာမျက်လုံးမရှိလို့ရှိရင်တို့တန်ခါမျက်နှာမရဒီလိုပုဂ္ဂိုလ်ဆွဲနေပဲဟုတ်ကလားပုဂ္ဂိုလ်ဆွဲနေဆိုလို့ရှိရင်တို့ပုဂ္ဂိုလ်ဆွဲကိုမယူပြုခြင်းနဲ့ပြုခြင်းမှမှန်တယ်ဗျာဒါကမကင်းနိုင်ဘူးတဏှာကင်းနိုင်ဒေါသကင်းနိုင်ဘူးဟုတ်ကလားဗျာဟင်အဲ့တော့တို့ရွာထဲမှာလှုပ်နေတာတွေမှလည်းများကြောင်းသွားတာတော့သူလှုပ်သွားတာတယ်နဲ့ဟုတ်ကလားဘယ်နဲ့တော့တခါကြီးဟင်တိုင်းတို့ရွာထဲလှုပ်ခဲ့တဲ့အလုပ်တွေမှလည်းများဟောဒုခိုင်းလို့သူလုပ်ရတာရှိသလားသူခိုင်းလို့တို့လုပ်မရတာရှိသလားဟင်ဟုတ်ပါမလားဒုခိုင်းလို့သူလုပ်ရတာနဲ့တူပါတယ်ဗျာဟင်ဘယ်နဲ့တော့တို့ပါတော့ပကံထဲမှာဝက်သားဟင်းဆိုတော့တွေ့နေပြီလေတွေ့တော့အဲ့ဒီပကံထဲကဝက်သားဟင်းဟာအကြတာပဲလို့နေတယ်ဒီရှိကတွေ့နေတဲ့ဝက်သားဟင်းတွေကပကံထဲကအကြတာပဲလို့နေတော့ဟုတ်ရဟင်ဒါသူခိုင်းလို့စားတာလားဟင်ကိုစားလို့စားတာလားဒါဘုဆိုရနေတော့ပြောတာမဟုတ်ဘူးလားဟင်ဒီကတော့သားရပြီဘူးလေစားမစားရဒီပကံနဲ့ဟာတိမလားဗျအဲ့တော့မတိပဲနဲ့ကိုခြူတယ်စိတ်နဲ့လို့ပြောတာဟာသူခိုင်းတာသူပြောတာမဟုတ်ဘူးလားသူပြောတာလားသူပြောတာပဲအဲ့ဒါပါဟိုဒီပကံနဲ့ဟာကိုခြူတယ်စိတ်နဲ့ဆိုတဲ့စိတ်နဲ့စားလို့ရှိရင်သူခိုင်းတာလားသူခိုင်းတာလားသူခိုင်းလို့သူစားရတာထင်တယ်ဟုတ်ကလားဒီအဲ့တော့တို့ရွာထဲမှာလုပ်နေတဲ့လုပ်ငန်းတွေမှလည်းလိုက်ကြည့်လို့ရှိရင်သူခိုင်းလို့လုပ်ရတာပဲရှိသေးတယ်တို့ကိုယ်တိုင်လုပ်ရတယ်လို့ဘယ်နှခုရှိမလို့များဟုတ်ပါမလားဟင်တခါကြီးဒီအိမ်ကတခါကြီးအပိုင်အိမ်လားလို့မေးပဲလို့ပြောဟုတ်ပါမလားဗျဟင်သူရပေးထားတာတင်တယ်သူဆောက်ပေးထားတာမဟုတ်ဘူးလားဟင်သူစိတ်တိုင်းညာဆောက်ရတာမဟုတ်ဘူးလားဟင်အဲ့ဒါဒီအိမ်ကတခါကြီးအိမ်လားလို့မေးရင်မလဲတော့ကိုကြိုးရပါလားဗျာတကုံးသေးနဲ့ကြောက်ပဲလို့ထဲတော့ဟင်ဘာဖြစ်လို့ရောမြာတခါကြီးသူ့လောက်ပဲထဲလိုက်လေသူခိုင်းလို့လုပ်ထားတာသူရှာပေးထားတဲ့အိမ်မဟုတ်ဘူးလားသူဆောက်ခိုင်းထားတဲ့ပုံစံအတိုင်းမဟုတ်ဘူးလားဟင်ဒီလိုဟာနဲ့ကြတော့စင်းနဲ့ကြတခါကြီးစင်းဘာလို့ထဲရမှာလို့သူစင်းထဲပေါ့ဟင်ဘယ်လိုထဲလေတခါကြီးတော့နာမည်ကောင်းနေမှာပါပဲဟင်ဟုတ်ကလားတိုင်းပေးကမေးရင်ဟောဘာလို့လို့ဗျာဟင်သူခိုင်းမနေလို့ရင်ဘယ်နဲ့တပည့်တော်ဟာလို့ပြောမှာလို့သူဟာပါခဏပြောမှာပေါ့ကျုပ်ကကောင်းတဲ့ပါပြောမှာပေါ့ဟ
ဟုတ်ပါပြီဗျာအမှားသားတော့ပဲရှိတာပဲဗျာတခါကိုယ်ပိုင်မဟုတ်ပဲနဲ့ဟင်အဲ့တော့ပြောတော့ဗျာကျုပ်ဟာလို့ပြောရတာပေါ့သူ့ဟာကြီးပါလို့ပြောရမှာမဟုတ်ဘူးလားဟင်ပြောရပါမလားဗျာကိုလည်းကြတော့ကျွားလို့မှာပါဗျာတခါကြီးကျုပ်ဟာဗျာကျုပ်ဟာဗျာဟင်ကျောင်းတော်တော့ကိုအဲ့ဒီပုံစံလေးကြည့်လာတာဗျာနဲ့နေဦးမှာပါဟင်ပဲတော်တော့မြင်လာတဲ့ပုံစံလေးကဒီတိုင်းလေးကပဲနေပြန်နေပြောဦးမှာတဲ့ဟင်အဲ့တော့တို့မှသူခိုင်းတာကြီးတဲ့လုံနေရလားဟင်အတိတ်ဘဝကလည်းသူခိုင်းတာပဲလုပ်ခဲ့ရတာဟင်အဲ့တော့သူခိုင်းတာလုပ်လို့ချင်းသေလဲသူတို့ရသွားရမှာပေါ့တို့သွားခြင်းတဲ့နေရာပဲတို့သွားနိုင်ပါမလဲဟင်ဟုတ်ကလားဗျာသူခိုင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကသူတို့ရပဲသွားရမယ်ဗျာဟုတ်ကလားအဲ့တော့တို့ဘာလို့ကံတဲမှာရှိနေတဲ့တဲမှာကံကုသိုလ်လို့ခေါ်တဲ့ကိုဒါနမှုတိလာမှုမရှိဘူးလားအဲ့တော့ဝတ္ထုသပုဂ္ဂိုလ်တွေနဲ့လူတွေဟာမှန်များကာမကုသိုလ်လို့ခေါ်တာမဟုတ်လားအဲ့ကာမကျိုးပဲပြန်ကျိုးပြီးမှမဟုတ်လားကာမဘုံဖြစ်တဲ့လူဘဝနာဘဝလေအဲ့တော့နတ်ဘုံရောက်တော့ကာမရဲ့ကြည်ကြုံမဲ့မဟုတ်လားလူဘုံရောက်တော့အေးဗျာတို့လုံနေတဲ့ဟာကာမကုသိုလ်ဝတ္ထုလည်းပူလိုတာလေးကိုဝဲလူကြတာမဟုတ်ဘူးလားဟင်တပည့်ကအသုံးတဲ့တာမတဲ့တာနဲ့ကဒီတော့အရေးမပါလာဘူးကိုမုံမြတ်တာမုံမြတ်တာနဲ့ကြီးပါဟုတ်ကလားအဲ့တော့တို့ပါတော့တယူပွဲသွားကြည့်ဝေသားရင်းများမှာပေါ့ဖလားပွဲသွားကြည့်မဲသားရင်းများလားဘာဖြစ်လို့သူကြိုက်တာနဲ့သူလူတာကိုကြိုက်တာနဲ့သူလူတာတို့ဗမာပွဲတွေကြတော့ပဲလို့သူဒီများကိုကြိုက်တာပဲလို့တခုလားကြောပဲထုံပါဘာပါကြချက်ပါကြကိုပြောလို့မရတော့အောင်ထင်တယ်အဲ့တော့ဒုက္ခတာနှစ်သက်တယ်ကိုနှစ်သက်တာနဲ့လူနေတာဗျကာမကုသိုလ်တို့ကာမကုသိုလ်ဒီကာမဘဝကိုပဲအကျိုးပေးပြီးကာမစိတ်ကိုပဲပြန်ဖြစ်မယ်ဟုတ်ကလားဗျပုဂ္ဂိုလ်ကြတော့လေခုနကပုဂ္ဂိုလ်ဆိုတဲ့ဟာကဒီပုဂ္ဂိုလ်ကိုကြည်ညိုတယ်နတ်ထောင်ကောင်းအောင်ပြောတယ်ပုဂ္ဂိုလ်ဆိုတဲ့ဟာကာမစိတ်ပဲလူလာတာနဲ့တူတူပဲထင်ကြည်ညိုတယ်နဲ့လူလာတာတူတူပဲမဟုတ်ဘူးလားအဲ့တော့ပုဂ္ဂိုလ်ဆိုတဲ့ကိုလူလာတဲ့ပုဂ္ဂိုလ်သွားပြီးတော့လူလာမဟုတ်ဘူးလားလူချင်းဖြစ်လဲကိုလူလာတဲ့ပုဂ္ဂိုလ်ပြီးတာမဟုတ်ဘူးလားပေါင်းတဲ့နေရာလဲကိုလူလာတဲ့ပုဂ္ဂိုလ်သာပေါင်းတာသိတာမဟုတ်ဘူးလားအဲ့တော့အဲ့ဒီပုဂ္ဂိုလ်ကိုချင်းကပြီးတော့ပေးတာကနာမှများတယ်ကာမကုသိုလ်ပဲဗျလူလာတဲ့နဲ့လုပ်ထားတာကြီးဟုတ်ကလားဗျအဲ့တော့တို့လူကြီးနေလဲသူခိုင်းတာလောက်ပါပါတယ်နတ်ပြည်ရောက်တော့အော်သွားတော့ကဲဘယ်တော့တို့ကိုပဲဖြစ်မလို့များဘယ်တော့ကိုပဲဖြစ်မလို့ဟောပြမေးလို့ရတော့ဗျာဟိုပေါင်းဒီမိမဖြစ်မှာပါလူကြီးနဲ့ပေါင်းလို့ရတော့လူကြီးတွေကသူတို့ထိမှကြတော့ငြိမ်းနေတာဟိုပေါင်းတော့ထိမထိကြအောင်ပါဟုတ်တယ်ကလေးနဲ့ပေါင်းလို့ကောင်းပါဗျာလူကြီးနဲ့ပေါင်းလို့မကောင်းပါဘူးဟုတ်တယ်အဲ့တော့အဲ့ဒါအကုန်လုံးကြိုက်လို့လုပ်တဲ့အားပဲဖြစ်တော့မုန်းလို့လုပ်တာပဲဖြစ်မတိလို့လုပ်တာပဲဖြစ်သူတစ်ပါးပေါ်ကိုသွားပြီးတို့လောကီသီးပွားကြတာမှများသူများနဲ့ပေါင်းချရတာကြီးတဲ့အဲ့တော့ချင်းချင်းလောဘနဲ့ဖက်ပြန်ရတာလည်းရှိတယ်နဲ့ပဲဒေါသနဲ့ဖက်ပြန်ရတာလည်းရှိတယ်နဲ့မောဟနဲ့ဖက်ပြန်ရတာဟောရှိတော့သူခိုင်းတာကြီးတဲ့လုပ်နေရင်တို့ဘယ်နဲ့တော့ပဲအချင်းရှိသူရဲ့တို့အရှုံးနာဘဝကြီးတယ်ညတဲ့ဘဝပဲတော့ရောက်မလို့အဲ့လူမြတ်တော့ဘယ်တော့ခေါ်ဟာမလို့ဟုတ်ကလားအဲ့တော့တို့သာသနာနဲ့ကြုံတုံးလေးလူဘဝရောက်တုံးလေးကိုယ်တည်းရှိတဲ့ကိရိတာကိုလည်းတော်နာပေးပါဦးဟုတ်ကလားငယုတ်ဒီသားတော့သားမှာပေါ့ကိုယ်နဲ့လည်းမတည့်ဘူးပေါ့ဟုတ်ကလားတော့ဒီငယုတ်ဒီမရှောင်လာရင်တော့ချင်းနိုင်ပစုံရောက်ပြီးနေတဲ့ရောထောင်စားပေါ်လေအစကလေးတော့တက်တာအောင်လုပ်ကြပါဦးဟုတ်ငယုတ်ဒီနဲ့ကင်းလို့လည်းမရဘူးထင်တယ်စားမှာပဲလားငယုတ်ဒီကင်းလို့မြောက်စားတဲ့စားမှာပဲစားပြန်တော့ကိုနဲ့တည့်ရလားမတည့်ရပဲလို့တော့ဟုတ်ကလားတို့ရွာတဲ့ကအရောလေးနဲ့စားမှာလားဘယ်လိုကလာသားမမေဘူးဒီတော့လိုက်တာမဟုတ်ပါဘူးလောဘလည်းတော့မဟုတ်ဘူးလားဒေါသကဟော
အကြောင်းလိုက်ခဲ့လားပစုံတော့ကလေးနဲ့မှမလို့တော့ဘူးလားဟုတ်တယ်ပြီဟုတ်ပြီတော့မတည့်ရပစုံတော့ကလေးနဲ့တော့ရောမပေါ်ကြဟင်အဲ့တော့တတိလေးနဲ့ဖက်ပြီးတော့ဘောဒီတိုင်းတော့မဖြစ်တော့ဘူးလေဟင်အဲ့တော့အစကလေးပေါ်အောင်တော့လုပ်ကြအောင်ပေါ့ဟင်ကိုနဲ့မတည့်မှန်သိနေရင်ဘာလုပ်လို့ရွာထဲမှာတတိလေးနဲ့ကိုယ့်ဘက်ကအနိုင်ရအောင်လေဟင်လူခိုင်းလို့သူလို့ရပြီဖြစ်အောင်ပေါ့သူခိုင်းလို့လူလို့ရပြီမဖြစ်ရအောင်ပေါ့ဟုတ်ကလားဟင်အဲ့တော့ရွာကြရင်လူခိုင်းလို့သူလို့ရပြီဖြစ်အောင်ဟောလောဘနဲ့မတုံမှလည်းတတိလေးနဲ့ရှင်းပြီးတော့လောဘမပါတော့ရပါဘူးလားကျွာတဲ့လို့ဒီလောဘနဲ့ရှင်းမှရတယ်ဟင်လောဘကြီးမှဒေါကကြီးတာတယ်လေဒေါကအပူတိုက်မှရွာတဲ့ကလုံးလို့ရတာဗျအပူမရှိရွာလို့မရဘူးဗျတို့ဒီတရားစခန်းကြတော့လောဘနဲ့ဒေါကမရှိမှရတာဗျဒီကတတိနဲ့တတိကအတိခင်ရတာဗျဟင်ဒီကအေးနဲ့နေတာအေးမှရတာကျွာတဲ့အေးသက်တကြီးလုံးလို့ပဲအဲ့တော့ရွာတဲ့ကြတော့ပဲနဲ့တော့မယုံဒီမဲ့မှာကျွာတဲ့ကြတော့ပဲတော့မယုံဒီမပါပဲအောင်ပါဟင်အဲ့တော့ရွာတဲ့ကယုံဒီပါမဖြစ်မှာတော့စကလေးပေါ်တော့လုံးမပေါ်ဗျာဟင်ဒီတိုင်တောင်းလိုက်ကြပါမှာတော့ဟင်မင်းတို့ရတော့ပါဗျာပေါ်လို့ပါပဲဒီလိုပေါ်ကြည့်ဘူးဟင်အဲ့တော့သူရွာတဲ့ကြတော့လောဘနဲ့တော့ပေါင်းတော့ပေါင်းအောင်ပေါ့သူနဲ့ကင်းမှမကင်းတော့ကလည်းသူနဲ့ကင်းမှမကင်းရွာတဲ့ချာသူတို့နဲ့ကြာမှဖြစ်မှာအဲ့တော့သူတို့ကမကင်းလို့သူတို့ကြီးတဲ့ဆရာတင်ကတော့သူတို့ခိုင်းတာလုပ်ပြီးသူတို့ခေါ်ရပြန်လာမှာပေါ့ဗျာဟုတ်ကလားအဲ့တော့သူတို့ခေါ်ကြတော့ပြန်ကျင်လာမယုတ်သီးစားတာကတော့အခိုးမွေကိုကောင်းတင်နိုင်တယ်ဗျကလားများကြတော့ရှာကိုတွက်အောင်လို့ဗျပြီးတော့ခိုးမွေသူနဲ့ကြမှာတို့ခန္ဓာကိုယ်ကခိုးမွေဖြစ်တာဗျဒါမဲ့တစ်ဖက်ကကောင်းပြောတာတစ်ဖက်ကသူ့ကြောင့်ဖြီးကိုရိုက်လို့ရှိရင်မျက်စိလည်းဒုက္ခပေးမယ်ဗျနားလည်းဒုက္ခပေးမယ်ဗျဟုတ်ဗျဖြီးရဲကျင်မယ်ဗျဖြီးရဲခမ်းမယ်ဗျမယုတ်သီးကဟင်ကောင်းတဲ့နေရာလားကောင်းတာမကောင်းတဲ့နေရာတော်တော်ကိုမကောင်းတာဗျအဲ့တော့လောဘကတော့တစ်ဖက်ကသီဝါကြတဲ့နေရာလောဘဒေါကကကောင်းတယ်လို့တစ်ဖက်ကလည်းသူတန္တရာတိဆွဲပြီးတော့တို့အထိနာမယ်ဗျအဲ့တော့ပဲလေတော့သူလည်းကိုကင်းလို့တော့ရဘူးထင်တယ်ကင်းလို့မရရင်ပဲလေတော့ဟုတ်ပါမလားတို့တော့အတောင်းမဲ့ကားမယ်ထင်တယ်ဟင်ခတ်ထီလေးဖြစ်အောင်ဟင်ဘယ်လိုခတ်ထီလေးဖြစ်အောင်ဟင်ဘယ်လိုဟင်ခတ်ထီလေးဖြစ်အောင်အတောင်းလိုက်စားမှထမဗျာဟင်ဟုတ်ပါမလားဗျာတို့တော့ခတ်ထီလေးတော့ဝါပစုံကြောင်းနဲ့ဗာနဲ့ဆိုရင်မင်းတို့ကငရုတ်ဒီစိုက်ချင်လို့စားတာကိုဒီတိုင်းကြီးပစုံကြောင်းနဲ့ပြန်ပေးစားအတောင်းလိုက်နေမှာပါဗျာကျွာရဲကြတော့ဟင်တို့ဖျားလက်တဲ့တုန်းကပီလောကိတာတိတ်တာလို့သူစားတော့သုံးတာပေါ့လေတိတ်တာတော့တိတ်တာပေါ့သူ့နာမည်ရင်းကတော့တိတ်တာပေါ့ပီလောကိတာဟောသူကသဆိုးဟောင်းလေးတစ်ထည်ပြီးတော့ခွက်ကလေးတစ်လုံးသူ့မှာတဲ့လုံးဒါပဲသူ့ပိုင်ရှိတယ်ဟင်အဲ့ဒီပစိုးစကလေးနဲ့ဒီခွက်ကလေးနဲ့အဲ့ဒါလေးနဲ့တောင်းရသားနေရအဲ့ဒါညီတော်အနန္ဒာကလမ်းတွေ့တော့သူ့တနာကြီးလားသူ့ဘဝလူလို့သာဖြစ်လာတာလူရဲ့အကျိုးကိုသူ့မှာခံစားဝတ်မရှိဘူးလူဖြစ်ရုံပဲဟင်အဲ့တော့သူများတောင်းလို့ရတာလိမ့်စားတော့ကိုယ်စိတ်တိုင်းညာကောင်းကောင်းစားလို့ရပါမလားညာများဟောစားခွင့်ရပါလားဟုတ်ကလားဗျကောင်းကောင်းလည်းစားခွင့်မရဘူးညာများလည်းစားခွင့်မရဘူးအဲ့တော့သူ့ကိုတနာတော်လို့ညီတော်အနန္ဒာကခေါ်လာပြီးတော့ကြောင်းရောက်တော့သူ့ဟိုတခါတည်းညီတော်အနန္ဒာကိုယ်တိုင်တခါတည်းရီချိုးပေးပါတယ်ဗျတနာတော်လို့လေကြီးတွေနဲ့ဟင်သူ့ကိုယ်တိုင်တင်ငန်းရှာပြီးတော့သူ့ကိုကိုရင်ဝတ်ပေးတယ်ဟုတ်ကလားဟင်ကိုရင်ကလည်းတော့ရွယ်ရောက်လာတော့သူ့ကိုရဟန်းခံပေးဗျရဟန်းဘဝရောက်လာတယ်အဲ့တော့သူ့ပစိုးလေးကလည်းတုံးလို့ကိုချီတော့ပုံလို့ဖို့ကိုကောင်းတော့မရှိတော့ဘူးငုံကြည့်နေပြီဟင်
ပြီးတော့သူ့သုံးနဲ့ခွက်ကလေးကလည်းဟိုသမင်းထဲသားတော့လည်းမကောင်းတော့ဘူးလေအဲ့တော့အဲ့ဓာလေးကိုညီတော်အာနန္ဒကသွားကွာဟိုပဲဆိုတော့အဲ့ဒီကျောင်းရဲ့တော်သားမှာတစ်ပင်လေးတစ်ပင်မှာသွားတော့စီခိုင်းတာအဲ့ခွက်ကလေးလည်းအဲ့ဒီမှာလေပစိုးလေးလည်းအဲ့ဒါအဲ့တော့သူကအဲ့ဒီပစိုးလေးကိုဆွဲလာတဲ့အတွက်ကိုသူ့ကိုပီလောဂီတာဆိုတဲ့နာမည်လေးတူထားတာသူ့ရဲ့နာမည်ကတော့တိတ်သားပါလေအဲ့တော့ပီလောဂီတာတိတ်သားလို့သူ့နာမည်ရအဲ့ဒါလေးကတော့ဟိုရဟန်းဘုံကရောက်လာတဲ့ကာလကြတော့မေတောင်းသားပြမဲ့လေသူတောင်းနေတာလေးပြန်ပြီးလုံးတယ်ဗျမတောင်းရတော့တောင်းလုံးကတောင်းရတော့ငါကဒုက္ခလို့မြင်တာမတောင်းတော့တောင်းရတာလေးပြန်လုံးတယ်ဗျဟုတ်ကလားဟင်ဘယ်လိုလုပ်ရဟာတော့မရှိသေးတယ်တကယ်လေဟုတ်ဟင်စာတိဘုံမလို့ရတဲ့ကကြီးပဲလို့ဒီတကယ်ကြီးဟိုမှာတော့တော့အော်တော့ကြလာပါရှိမလို့အဲ့ဒါမတောင်းရမှာသူတောင်းတဲ့ပုံလေးတွေပြန်အာယုံပြုတယ်သူတောင်းတဲ့နေရာလေးတွေလမ်းလေးတွေအာယုံပြုတယ်ဗျာပြန်အာယုံပြုပြီးအဲ့ဒါလေးလုံးသွန်းဖြစ်နေဟင်အဲ့တော့လုံးတော့တတိကနောက်တတိကပြန်ဝင်လာနင်းမရှိဘူးလားသူများလူသားတွေပါပြီနင်းဒီကြံလေးတဘူးဆိုတော့အဲ့လိုသူနောက်တတိကပြန်ဆုံးပါတယ်ရှင်းတတိကတဏှာလေးကတော့အစွဲလေးထင်တယ်ဟင်သူတောင်းခဲ့တော့ကဟိုကြိုက်တိတ်ကလေးနဲ့တောင်းခဲ့တာလည်းပါပြီလိမ့်မယ်လေဟင်တောင်းလို့သူရဲ့ကြိုက်တိတ်ကလေးနဲ့တောင်းတာနေမှာပါတဏှာပြည့်စရာဥပါဒနာနေမှာပါပဲဟုတ်ကလားကွယ်ဟင်အဲ့ဒါလေးကိုနင်းမရှိဘူးလားဟင်နင်းသူများဖုန်းနေသားပြီးတော့ဒီအကြံနဲ့နင်းကြံရဲ့ပလီဟုတ်ကလားဗျဟင်နင်းမကြောက်ဘူးလားသူများဖုန်းနေသားပြီးနင်းဒီကြံကြားနေတာလို့သူ့ကိုယ်သူဆုံးပါတယ်ဟင်ဟုတ်ဗျဆုံးမပြီးတခါနောက်တည့်ချက်တခါအားမရပြန်နေအဲ့ဒီသူ့ကိုချိတ်ထားတဲ့တစ်ပင်ရှိတဲ့နေရာတော့တကလေးသွားပြီးအဲ့ဒါကြည့်ရသည်ဟင်တော့ကြည့်ရကြည့်ပြလာတဲ့အားရမိတယ်ငါချင်းပဲသွားတော့ဆိုသူဖျားပြီးသွားပါလေအဲ့သူကသူ့ဆုံးမနေတာဟင်သူခွနဲ့သူ့ကိုဆိုတော့သူ့ကိုဆုံးမနေတာဟုတ်တောင်းသူ့ကိုဆရာနေရာတင်ထားဟင်အဲ့ဒါလေးသွားမြင်ခုနကလည်းဟိုကြည့်ရအောင်သူ့ကိုပြန်ကြည့်ရတော့လေချင်းရဲ့ကြည့်သွားကြောင်ရဲသွားပြီထင်တယ်ဟင်ဝတ္ထုဒီဝတ္ထုတိုင်းပဲအာယုံမှာတော့ဆွဲတာဟုတ်ကလားဟင်ဝတ္ထုကတော့မှပြည့်စည်နေပြီထင်တယ်အာယုံကတော့သူ့ဟာလေးဆွဲတော့ထင်တယ်ဟင်အာယုံမှာဟောင်းတယ်လို့ရှိသလားဆွဲတယ်လို့ရှိသလားရှိဘူးအများအားဖြင့်ဒီမှာအဲ့လိုဒီမှာတရားအထုတ်တဲ့စိတ်ထဲမှာအဲ့ဒါလေးပေါ်လာနောက်တည့်ရဆိုအဲ့ဒါသွားအဲ့ဒါငါလေးကမိတယ်ငါချင်းပဲသွားတယ်အဲ့ဖရားနေပြီးတော့ဖရားတီသွားပါတယ်ဟုတ်သူဖရားကသူခွက်နဲ့သူဟိုဆုပ်ဘူးဒီအာယုန်နဲ့ဟိုအာယုန်ပြတဲ့လူချင်းတော့သူခွက်ကလေးကတော့ကိုကောင်းဟင်သူမစိုးရတဲ့တော်တော်ကိုကောင်းဟိုနှစ်ချင်းကအပုပ်ပါကြည့်တော့ပဲလေတရတဲ့သုံးတဲ့သုံးမှာနုံးတဲ့နုံးမှာဟင်အဲ့လိုနဲ့သူတခါလဲဟိုနေကြသွားကြည့်လိုက်ပေါ့ဟင်ညအားထုတ်တဲ့ဘောလာပြန်ခုနပြောလို့ဘောလာတဲ့နေမရှိဘူးလားအဲ့ဒါနဲ့ဆုံးမလေနေမကြောက်ဘူးလားအဲ့ဒါနဲ့ဆုံးမလေဒီလိုနဲ့အားထုတ်တာသူ့ထဲမှာရှိတယ်အဲ့ဒီအစွဲကြောင့်တဏှာကြောင့်ဖြစ်တဲ့အစွဲထင်တယ်ဒီလိုကိုပြောလို့မရဘူးလားအစွဲကြောင့်ဖြစ်တဲ့တဏှာဒီလိုကိုပြောလို့မရဘူးလားဟင်ဟုတ်ကလားဘုံတုံးလုံးကတဏှာနဲ့သုံးတဲ့ပုဂ္ဂိုလ်ကအစွဲသွားပေါ်လာတယ်မတုံးရတဲ့ကသူ့ပြအာယုပြုလို့ချင်းအစွဲရောက်တဲ့နာပြန်ပေါ်မှာတယ်ဟုတ်ကလားဟင်မတုံးရတဲ့အခါကိုသုံးတဲ့ဘူးတဲ့အာယုလေးတွေကိုပြန်အာယုပြုပြီးတော့ဆွဲလာတာအဲ့ဒါဆွဲကြောင့်ဖြစ်တဲ့တဏှာဥပါဒဏ်ကြောင့်တဏှာပြန်ဖြစ်နေတာတယ်တဏှာကြောင့်ဥပါဒဏ်ဖြစ်တယ်လို့ဥပါဒဏ်ကြောင့်တဏှာလည်းပြန်ဖြစ်နေသေးတယ်သူ့ဘုရားဟောတရားတော်ဒီမှာပြန်လာကြီးတယ်ပဲဟင်သူ့သာကတော့တဏှာပြီးတရားဥပါဒနာမဟုတ်လားဟင်ဥပါဒနာပြီးတရားတဏှာလည်းရှိပြီးတယ်ဟုတ်ကလားအဲ့တော့စိတ်ကူးတဲ့စိတ်ကူးမိတာမှများဆွဲကြောင့်တယ်ကျိုင်လို့ဆွဲရပြန်စိတ်ကူးလို့ရတယ်ဟုတ်ကလားမကျိုင်လို့ဆွဲရပြန်စိတ်ကူးလို့ရတယ်ကြိုက်တာလည်းမဟုတ်မကြိုက်တာလည်းမဟုတ်ဘူးဘယ်လိုမှစိတ်ကူးလို့မရဘူးဟ
အဲ့တော့တို့အစွဲမှန်များဥပါဒာကြောင့်တင်တယ်အဲ့တော့ဥပါဒာကြောင့်ပြန်ဆိုတော့ဒီဟာလေးပြန်ပြီးတော့တားလာလို့ရှိရင်တဏှာပြန်ဖြစ်မှာပဲမဟုတ်လားအဲ့တော့တဏှာကြောင့်ဥပါဒာဖြစ်တာဖြစ်တယ်လို့ဥပါဒာကြောင့်လည်းတို့တဏှာပြန်ဖြစ်သေးတယ်ဗျာဟုတ်ကလားဗျာအဲ့တော့သူ့မှာဥပါဒာကြောင့်တဏှာဖြစ်ရင်ဟိုခုနကပြောတဲ့ပစိုးဆုံးနဲ့ခွဲဆုပ်သွားကြည့်ရတာဟုတ်ကလားဗျာဟင်ဟိုခုနတဏှာတတ်တော့မှတင်တယ်မင်းဆွဲနေတာကြီးကြည်စမ်းကွာအဲ့လိုတော့ပြရတာတင်တယ်ဟင်အဲ့လိုတော့ပြရတာအဲ့လိုနဲ့အာထုတ်အဲ့တော့တစ်ဖက်ကခုနကဒီလိုအာထုတ်ရင်မတတ်နဲ့ထိုင်ရင်မတတ်နဲ့အစွဲတွေပေါ်လာကိရိတာတွေပေါ်လာရင်အဲ့ဒါခုနကနေမချစ်ဘူးလားနေမကြောက်ဘူးလားဒီတတိပေးမှုနဲ့တင်တယ်ဟင်နေယူဒီလေးကိုခုနတော့ပါတော့ပစုံကြောက်ဘက်ကပုံတော့ပါတင်တယ်ဟင်နောက်ဆုံးဟိုငယူဒီကြော်ပါလို့မပြောရဘဲနဲ့ပစုံကြောက်ကြော်ပါလို့ပြောလို့ရတဲ့ဒီတီတော့မှတင်တယ်ဟင်ပထမတော့ငရုတ်သီးများပစုံကြောင်နည်းနည်းနေရမှာပေါ့နောက်တော့ပစုံကြောင်များငရုတ်သီးနည်းနည်းဖြစ်အောင်လုပ်ရမှာမဟုတ်လားအဲ့လိုလုပ်ပါမှာဗျအဲ့လိုနဲ့အာထုတ်တာတခါတော့သူရဟနာဖြစ်သွားအဲ့တော့နောက်ရကြတော့သူအဲ့ဒီဘက်ကိုသွားတာမမြင်တော့ရဟန်းတွေကမေးတယ်ငါချင်းပြည့်စရာဒီမသွားဘူးလားအဲ့ဒီတော့ငါဖျာနဲ့မကင်းတုံကတော့တတိတော့သွားတယ်ခုတော့ဖျာနဲ့တတိတော့အဲ့တော့သွားဖို့ရမလို့ဘူးကင်းကြီးကနေလို့ရနေတဲ့တော့မသွားတော့ဘူးလို့ပြောအဲ့ဒီစကားတော့ဘုရားရှင်လက်ထက်တုန်းကဒီလိုပြောရင်ရဟန္တာပါပြောခွင့်ရှိတာကိုဒါဆိုဒီပုဂ္ဂိုလ်ကသူ့ကိုယ်သူရဟန္တာပါလို့ကြီးညာလာပဲဆိုတော့ဘုရားသွားလျှောက်တာဟင်ဘုရားသွားကြောက်တော့မှဘုရားကသူ့မှာရှိတဲ့တဏှာကိုသူ့နိုင်အောင်လုပ်လိုက်ပြီဟုတ်ကဲ့ဟင်တို့ပါတော့ငင်းချမ်းမှာဘလောက်ပဲကျမ်းနေအဲ့ဒီငင်းချမ်းကိုချိန်ကောင်းနဲ့တို့ပြီးတော့ဆုံးမရင်ငင်းနေမှာဖြစ်တယ်ဟုတ်ကဲ့လားအဲ့တော့တဏှာကြောင့်ရိုင်းနေတဲ့ကျမ်းနေတဲ့အဲ့ဒီ fake ကိုလည်းပဲအဲ့ဒီချိန်လုံးနဲ့တူတဲ့တတိနဲ့ပေါ့လေဆုံးမလိုက်လို့ရှိရင်ငင်းရင်ဖြစ်နိုင်တယ်ဖရာကအဲ့လိုပြောတယ်ဗျာဟင်တို့ရောပဲနေလို့များတရောင်းသားဘဝကလောပလားဟင်ဘယ်နဲ့တော့အင်ကြတောင်းရတော့တင်တယ်ငါခကြီးကောင်းလို့ငါဘယ်လောက်ပေးပါဦးဟဲ့တော့ပါသေးလားဘုမမလားကြာတော့မရသေးလားဒီကနေ့လည်းတော့စားရတယ်ဒီဘဘဗျာဘယ်လိုလုပ်မှာတော့ဘုမမလားဗျာတို့တဲ့တောင်းစားတော့ဒီဝတ်မှာလေဘယ်လိုလုပ်မှာတော့ဗျာတို့ဒီအောင်နဲ့သူပါတဲ့တောင်းစားလာလေးကိုတော့ကြားနေမယ်ဒီမှာလားတောင်းစားလာလေးတော့ဘုကောင်းဒီမှာအဲ့တော့တို့ကိုအောင်နိုင်အောင်ကြိုးစားသားမှာသာသနာနဲ့ကြုံတော့ဟုတ်ကလားသူများအောင်ဖို့မကြိုးစားခြင်းမှမှာနဲ့ကိုအောင်ရင်သူများကောအောင်ပြီးသားမဖြစ်နိုင်ဘူးလားသူဘက်ကဘယ်တော့တိုက်နေကိုဘက်ကတိုက်ပွဲမှမရှိရင်သူကျဉ်းနေတာပဲဟုတ်ကလားလူချင်းကအများအားမတိုက်ပါဘူးသူချင်းတိုက်တာမဟုတ်လားအိမ်မှာပဲကျွေးတစ်ခေါက်နဲ့တစ်ခေါက်ခတ်ကိုကျွေးလာရှုံးရင်ကိုကျွေးကထွက်ပြီးဝါးကြံနေပြီးရအောင်ဗျကိုဘက်ကကျွေးတာသူနိုင်မှသိရင်ကျဉ်းသွားတော့မဟုတ်လားထက်လိုက်သေးလားလိုက်ပုံများဟုတ်ကလားအခုလည်းသူနိုင်နေတဲ့ပုဂ္ဂိုလ်ကအနိုင်ပေးလိုက်လို့ရှိရင်သူမနိုင်လို့သူဘယ်နဲ့တော့အနိုင်သူဘက်ကတော့နိုင်ကြအောင်မလားသူနိုင်နေတာဟုတ်ရအနိုင်ကျင်သူအနိုင်ပေးလိုက်ပြီးတာဟုတ်ကလားဒီလိုသူနဲ့ကိုယ်နဲ့တိုက်ဖို့လိုသေးလားဒီလိုသူရဲ့တဏှာကိုလည်းတို့လှမ်းပြီးတားလိုက်တဲ့အတွက်ကိုမနိုင်ဘူးလားသူဒီတဲ့ခါမဟုတ်သူ့ဘောကတဏှာတဲ့ခါမဟုတ်လားအဲ့တော့သူ့တဏှာကိုကိုယ့်ဘက်ကတဏှာမရှိဘဲနဲ့သတိနဲ့ခံလိုက်လို့ရှိရင်သူ့တဏှာပေးပြီးသားမဟုတ်ဘူးလားသူအနိုင်ရခြင်းသူကိုရှုံးပေးလိုက်တာသူ့ဘောကိုနိုင်လိုက်တာမဟုတ်လားပေးပြီးသားပြသူကဟုတ်ကလားကိုယ်တဏှာဟောပေးပြီးသားထင်တယ်အဲ့တော့ကိုယ်အတွင်းညာကိုနိုင်ရင်တစ်ဖက်ကိုလည်းနိုင်တယ်ကိုယ့်ဘက်ကိုလည်းနိုင်တယ်ဟုတ်ကလားကိုယ်အတွင်းညာမနိုင်မဲနဲ့သူ့ကိုသွားပြီးတော့အနိုင်လို့ရှိရင်ကိုယ့်ဘက်လည်းရှုံးမယ်သူ့ဘက်လည်းရှုံးမယ်ဟုတ်ကလားဗျအဲ့တော့သာသနာနဲ့ကြုံတော့နှစ်ဖက်နိုင်လို့မလားနှစ်ဖက်ရှုံးလို့မလားဗျဟုတ်ပါမလားဗျ
ဥပမလားဗျာတို့ရှိမှုပြောတာနဲ့တူပါဗျာဘုဘက်ကနှစ်ဖက်ရှုံးငါကောင်းဒီမှာအဲ့တော့သာသနာနဲ့ကြုံတုံးလေးဒါနတစ်ခုနဲ့လည်းမကျင်နာကြပါနဲ့မြို့ပလာဒါနနဲ့ပြီးပါနဲ့ညာရှင်ဒါနဖြစ်အောင်ကြိုးစားသားမှာဟုတ်ကလားဒါနရဲ့တတိပြီးဆုံးလို့မှုပါငါပြည်စီငါပိုင်နေဆိုရဲအစွဲပါဆုံးလို့နိုင်မှညာရှင်ဒါနအဲ့ဒါမှဒါနဖြစ်ပါဒါနပြီးငါပြည်စီဆိုရဲအစွဲကိုဆွဲနှုတ်တဲ့ရင်ဝါမှာသူ့နေတဲ့ဒါကိုဆွဲနှုတ်တဲ့လက်နဲ့ပါတီလာလည်းမြို့ပလာတီကလည်းမကျင်နာပါနဲ့ဟုတ်ကလားတီလာရဲ့တတိပြီးစောင့်ပြီးချင်းထင်တယ်အာယုံတော့ကအာယုံမီရွေးကြိုက်စိတ်ပေါ်လာရဲ့အဲ့ဒီကြိုက်စိတ်ကိုစီတာတပ်ပြရမှာမဟုတ်လားအာယုံကိုကြည့်ရွေးမကြိုက်စိတ်ပေါ်လာရင်မကြိုက်စိတ်ကိုစီတာတပ်ပြရမှာမဟုတ်လားအဲ့ဒါစောင့်ပြီးတာထင်တယ်ကိုတက်တဲ့ကိုရန်သူလာရင်စီတာတုတ်တယ်လို့မိမိစိတ်ကိုတစ်ဖက်ကအာယုံတော့ကကိလေသာလာရင်စီတာတုတ်တယ်ရမှာမဟုတ်လားအဲ့တော့တီလာကစောင့်ပြီးနိုင်မှာတီလာအစ်စ်ကိုရနိုင်တယ်ပါဏာတိပါဒအမဘန္တိတံမျိုးဖလာပဲရှိသေးတယ်ဘယ်အာယုံခံစားအာယုံကတော့တူလန်းတဲ့သူကဝင်မှာပဲမဟုတ်လားတူလန်းတဲ့သူကတန်းနေဝင်တော့မှာပဲဟုတ်ကလားသူ့တော့ကနေဘာညာကြိုက်ပြီးကောင်းပြီးအဲ့ဒါဝင်မရအောင်ဆောင်ပေးရမှာတယ်ကိုယ်စိတ်ကလေးသူများအာယုံတော့ကိုပါမတော့အောင်ဆောင်ပေးရမှာတယ်သူများအာယုံတော့ကကပ်ပါဠိပါဒရှိတဲ့ကိလေသာကိုယ့်ဘက်ကိုဝင်ပြီးမပါလာအောင်ဒါကိုဆောင်ပေးရမှာတယ်အဲ့ဒါမှတော့တကယ်ပြီလားဒါနာပြီးသွန်လို့ချင်းဒီကုသိုလ်ပြုလို့ဘာရမယ်ဒီပုဂ္ဂိုလ်ဒီလူလို့ဘာရမယ်ဆိုရင်ဒါနမစစ်သေးဘူးလို့ဆုံးလို့ဖြစ်တာလေငါပြည်စီဆိုရဲဆွဲဆုံးလို့ဖြစ်တာဟုတ်ကလားအဲ့တော့ဒါနရတတိဒီဆုံးလို့မို့ဒါလောင်းလို့ကတော့လုပ်ပါတဲ့တို့ကတဏှာကိုတတ်တဲ့လက်နဲ့မဟုတ်လားပါရမီလက်နဲ့လေဒါနကဟုတ်ကလားဗျအဲ့တော့ယုံမသူနေတဲ့ငါပြည်စီဆိုတာဆွဲလုပ်တဲ့လက်နဲ့ဒီလကပေါင်းပြီးတဲ့လက်နဲ့အဝေးကမှန်းပြတဲ့ဓာတ်ကိုကာတဲ့လက်နဲ့ထင်တယ်အာယုံတော့ကိတိတာလာမယ်ဆိုသူ့ကိုစီးကာပြီးတော့တုတ်တယ်ရမှာမဟုတ်လားအဲ့တော့သီလတွေစောင့်သိနိုင်မှတို့သီလအစင်ဒါနပြီးအစွဲပါသုံးလို့နိုင်မှဒါနအစင်အဲ့လိုနည်းနဲ့ကိုတွင်းရံကိုနိုင်အောင်တို့ကြိုးစားကြဟောဗျာကဲနာကြဘူးသာဟုတ်ကလားဟိုအပြင်ဘယ်ကိုလုံသားကြီးအဲ့ဒါတို့မှဝိညာဉ်လိမ်နဲ့မခါဖိနဲ့ဟုတ်ကလားဝေဒနာရဲ့အချက်လည်းမခါဖိနဲ့ပညာရဲ့လည်းမခါဖိနဲ့ငင်းအောင်ကြီးတို့ရည်ရပြောမယ်ဒီထဲမှာယောဂီခန္ဓာဖြစ်ကိုယ်တွေ့ပြီဗျာတို့ကတော့ရည်ရပြောတာယောဂီတော့ခန္ဓာကိုယ်ရဲ့ပြချမြင်အောင်ကြီးကဲနာကြဘူး